ဖြစ်ကြတယ်နော်Hello. Nawa kay mali kalau ati wala di ba? Babi dewa siya. Kalau mo. Ati ko mapatay niya. To ba dia. Tep saja betul. Tu apa yang tak sakdi? Mai to dah kata ni. Oh. Mai to kan sak jauh ni. Okay, ku zon ni te selalu athai web ပြပါနော် Bincang nang tu enak kan nilai jadi private. Tahu lalu pada. Di kolom.โอเคကျွန်တော်တို့စုတော်မေတ္တာစမယ်နော်ပြီးလို့ရှိရင်ဘုံဘုံကနေပြီးတော့ဒီစိတ်ကလေးတိုင်းနေပတ်သက်ပြီးတော့ဒီအနေငယ်ပေါ့နော်ပြောပြပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့စုတော်မေတ္တာစတဲ့ရအောင်ခမီးတော်တာတော်ရှင်တော်ဝိညာဉ်တော်နာမတော်နဲ့အာမင်ကောင်းကင်ဘုံ၌ဒီမတော်မူသောကျွန်တော်တို့ပါကိုယ်ရဲ့နိုင်ငံတော်ဒီရောက်ပါစေတော့ကောင်းကင်ဘုံ၌ဒီတကယ်လို့ဒီကြည်ပေါ်နိုင်လေကိုယ်ရဲ့တော်ဒီပြည့်စုံပါစေတော့ရှိချင်းတော်တို့၌ကျွန်တော်တို့ကိုပေါင်းချစ်မရှိရှိပဲလေကောင်းတဲ့နဲ့ကဲလို့ရှိတော်မူပါအာမင်ကုန်ကျေးဇူးတော်နဲ့ပြည့်စုံတော်မူသောမာရိယာတခင်မမင်္ဂလာဖြစ်စေတည်းဘုရားခင်တခင်မနဲ့ကျွန်တော်တော်မူ၍မြတ်မတကားတို့ရဲ့တခင်မဒီကိုမြတ်တော်မူသည်ခင်မဝန္ဒနာပရိသေယူတော်ပေါ်ယေရှုလည်းမြတ်တော်မူသည်မြတ်စွာဘုရားရဲ့မေတော်တန်ရှင်တော်မာရိယာကိုမဆာ၍ဒီကနေ့နေ့ပြည့်စုံသူကျွန်တော်ကိုမဆောင်းပြတော်မူပါအာမင်ခမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဘုံတော်ကိုတော်ရှိပါစေအဆောက်ကဘုံတော်ကိုတော်ရှိတဲ့ကိုမဆာ၍ပါစေစေပါစေအားလုံးမင်္ဂလာပါနော်ကျေးဇူးတင်မယ်ဆိုတော့ဒီလောက်ပါလာလို့ထင်တယ်အားရှိရတယ်နော်ဒီသူ့ကြတော့လည်းကျွန်တော်တွေတော့မကဲလို့ဒါပေမဲ့တော်များများတော့ဒီနေ့မိသားစုပေါ့နော်စင်ဗလန်တိုင်းအကြောင်းဆက်ကြလို့ပြောချင်မှရှိပါဘူးနော်ကိုယ့်နဲ့ကိုယ် Facebook မှာ share တဲ့ဟာတွေဖတ်ကြည့်ပါအားလုံးကိုတောင်းပြဆုံးတယ်နော်ဒီဒါမဲ့သိထားဖို့ကတော့ဗလန်တိုင်းတို့နောက်ပြီးတော့ Christmas တို့ New Year တို့ဆိုတာဒီကနေ့တိုင်းကြောင်းကိုသိချင်တာဖတ်ကြည့်မယ်ဆိုလို့ရှိရင်ကက်သလစ်ရဲ့အကြောင်းအရာတွေပဲเนาะဒါပေမဲ့အခုချိန်မှာကျတော့ဒီ secular rights လို့ခေါ်တယ်เนาะအရင်ကတော့ဘာသာရေးဆန်ဆန်ဖြစ်လာခဲ့တဲ့ဟာအခုကြာလာတဲ့အခါမှာကျတော့ Valentine ဆိုတာယဟနာတပန်းမှန်းတော့လူမျိုးတော်များများမသိဘူးကျွန်တော်တို့ကက်သလစ်တွေလောက်ပဲတတိဆန်းမိတာပေါ့เนาะဒါပေမဲ့သူကဘုန်းကြီးတစ်ပါးယောမကက်သလစ်ကအားလုံးသိဖို့ထားရတယ် Kuala Kuala Kimon masa ni. Dia tak Ada siap. macam ni. Apa yang like jam oh. Kamu nak cakap. 1 2 1 2 3 4. ချစ်သူတွေ ada jam oh. Kami nak. Boleh tu 3 4 kita ada payah. Apa yang kini dari jam oh. အနောက် Kuala Kuala Kuala. ဟောဘယ်ညာနေပြီးတော့ပြီးတော့သားမိတယ်ဒါပေမဲ့ဟောလူငယ်တွေဆိုတာတားလို့ပဲရမှာလေမဟုတ်လားမရဘူးလေနော်တားလို့မရဘူးလေဆိုတော့ဒီလက်ဖက်ချင်းပေါ့နော်လက်ဖက်ချင်းနဲ့လည်းဆိုင်တယ်ဒီသူအသက်ခံရတာလည်း Kerana dia ada walai no. Kerana ဒီ dia အကြောင်းလဲပါတယ်နော်စိတ်ကလေးတရားဘုန်းကြီးတို့ကနောက်ပြီးတော့လူငယ်တွေကိုသူတိတ်တိတ်ကလေးလက်ဖက်ပေးတာဆိုတော့အဓိကကတော့ယူတဲ့လင်မယားနှစ်ယောက်ယောက်ျားနဲ့မိန်းမတကယ်ချင်းဆိုင်ပြီးတကယ်လက်ထပ်မယ်တကယ်တဘဝလုံးအောင်လက်တွဲမယ်လို့သူသုံးဖြတ်တယ်ဆိုရင်ဝိတ္တမနဲ့လက်ထပ်လို့ရတယ်နော်ဒီကနေ့သဘောတူတာမဟုတ်လားနောက်မှနော်အဲ့လိုမျိုးရှင်းလဲလာလို့ရတယ်နော်ဒါပေမဲ့ဘာသာသူကိုပဲအားပေးတယ်ခုနတော့မှကျွန်တော်ဒီကချင်တော့လက်ထပ်ခဲ့တယ်ပြီးတော့ခုလာတာနော်အဲ့ဒီထဲမှာလဲကျွန်တော်ဩဝါဒထဲမှာလဲပြောခဲ့တယ်နော်ပြန်ပြီးတော့နားထောင်ကြည့်ပေါ့ဒီ YouTube မှာသူတို့ပြန်ပြီးတော့ share လဲ share မယ်ဆိုတော့ဒီဘာသာသူအချင်းချင်းအခုကျွန်တော်တို့ပွဲလုပ်တယ်ဆိုတာဘယ်သူမှအားကြတာမဟုတ်ပါဘူးနော်
ဒါမဲ့တခုရှိတယ်ခုအကြောင်းသူတွေလည်းရှိတယ်လှုပ်တဲ့သူတွေလည်းရှိတယ်ဒီမှာဘာမှမလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့မအားကြဘူးကိုနေရာနဲ့ကိုနော်ဒါမဲ့အားတယ်မအားဘူးဆိုတာကိုပေါ်မှာပဲမူတည်တယ်အားလုံးအားချင်တယ်ဆိုရင်မဖြစ်ဖြစ်အောင်အားလို့ရတယ်ဒါပထမဦးစားပေးနော်ကိုရဲ့ပထမဦးစားပေးကဘာလဲဆိုတော့ခုဒီကျွန်တော်တို့တစ်နှစ်ပတ်လုံးမှာမှဒီလူငယ်တွေပေါ့နော်လာနိုင်တမ်လောက်လူငယ်လေးတွေတွေးဆုံတာကလည်းအမတမတန်ဘူးရှိတယ်နော်ပြီးလို့ရှိရင်ဒီတိုင်းပြန်မသွားကြနဲ့နော်မင်းကလေးတွေနဲပြင်မဲ့အမျိုးဟိုပါပေါ့နော်ကိုရဲ့ contact လေးတွေလှုပ်ထားFacebook တွေတောင်းပြီးတော့ဒီဒါမဲ့တခုတော့ရှိတယ်လေနော်တယောက်နဲ့တယောက်ညီကိုမောင်နှမလို့ပေါ့နော်ယဉ်ယဉ်ကျေးကျေးနဲ့နော်ဆက်ဆံပြောဆိုဒါပြီးမှကျန်တဲ့ step တွေကတပြီးပြီလေချက်ချင်းမလာဘူးနော်ကျန်တဲ့ step တွေကချက်နော်ယောက်ျားကြီးလည်းလှုပ်တတ်ဘူးလို့တယ်နော်အကင်းပါရမယ်နော်ချက်ချင်းသဘောကျပြီးတော့ဗလိုင်းရင်သွားမလုံးနဲ့နော်ဗလိုင်းရင်သွားမလုံးနဲ့ပြီးတော့ main ကလေးတွေလည်းကိုဘယ်လိုခေါ်မလဲဒီနေ့ဒီချိန်မှာပေါ့နော်တန်ဖိုးထားရမယ်နောက်ပြီးတော့ကိုရငီကိုမောင်မတွေလို့ပေါ့နော်တယောက်နဲ့တယောက်ဆိုတော့ဒီအကုန်လုံးကဒီထဲမှာတော့ 100% မဟုတ်ရင်တောင်မှအများပိုင်းက Catholic တွေပဲဖြစ်မယ်ထင်တယ်နော်ဆိုတော့ Catholic မဟုတ်တဲ့သူပိုင်လဲ welcome ဘာမှမဖြစ်ဘူးနော်ဘာမှခွဲခြားမှုမရှိဘူးဘယ်သူပဲလာကျွန်တော်တို့အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ညီကိုမောင်နှမလို့ရင်းနေနဲ့ friendship ပေါ့နော်တိဆောက်ကြမယ်ဒါပဲအဓိကပြီးတော့ဘာသာသူချင်းချစ်ကြိုက်တယ်လက်ထပ်တယ်ဆိုတာတကယ်တမ်းဆိုရင်ဒီမိသားစုတစ်ခုဒီအိမ်ထောင်တဲ့တစ်ခုလုံးရဲ့ 50% ကဖြည့်ရှင်ပေးတာဘာသာသူချင်းဆိုရင် 50% ကဖြည့်ရှင်ပေးတာဘာသာမတူလို့ရှိရင်ပြဿနာအများကြီးပဲပြောလို့မကုန်ဘူးဒါတွေကတော့ဒီချိန်မှာတော့ပြောမနေပါဘူးเนาะဆိုတော့ဒီတယောက်နဲ့တယောက်ချစ်ခင်နဲ့နားလည်မှုရှိနဲ့ပေါ့เนาะပြီးတော့ယဉ်ကျေးနဲ့တယောက်နဲ့တယောက်ပေါ့เนาะမတွေ့ဖူးတဲ့လူမမြင်ဖူးတဲ့လူရှိရင်လည်းမိတ်ဆက်ကြเนาะနောက်ပြီးတော့ညီကိုမောင်နှမလူသဘောထားပြီးတော့เนาะဆက်ဆံကြเนาะပြီးတော့ဒီတယောက်နဲ့တယောက်ဖဲမအကူကြီးကြနော်အကစားပွဲမှာလာတယ်လို့ပဲတင်တန်းလုပ်တဲ့ခါမှာလဲတက်နိုင်တလောက်လာပေးနိုင်အောင်လာကြပြီးတော့ဒီဖျားเจ้าတို့ဘာတို့မှာလဲပေါ့နော်Saturday Sunday မှာရင်တော့မှအားရတနေ့ပေါ့နော်အဲ့လိုမျိုး occasion တွေရှိတဲ့ခါကျရင်လာကြဖို့ပေါ့နော်အားလုံးကိုဖိတ်ခေါ်တယ်အခုလိုတွေ့ဆုံရတာအရန်ဝမ်းသာတယ်ဘယ်လိုခေါ်မလဲဒီပျော်စရာကောင်းတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့အနေနဲ့ဒီ Valentine ဆိုတာ Saint Valentine လေနော်သူစီကိုလည်းဆွတောင်းကျွန်တော်စီမှာဆွတောင်းတာတခုရှိတယ်အရန်ကောင်းတယ်ကျွန်တော်အင်္ဂလိပ်လူရှိတယ်မြန်မာလူလည်းရှိတယ်ချင်းလူလည်းရှိတယ်နောက်မှ share မယ်အဲ့ဒါဘာလဲဆိုတော့ Saint Raphael ထံမှာဆွတောင်းတဲ့ဟာခုလူငယ်မောင်မယ်တွေတချို့ချစ်သူရှိပြီးသားလည်းရှိမယ်ပြဿနာမရှိဘူးမရှိသေးတဲ့လူလည်းရှိမယ်ပြဿနာမရှိဘူးဒါပေမဲ့ဒီဘယ်လိုခေါ်မလဲခုခေတ်မှာ online မှာခုလဲကြည့် online ဖွင့်ကြည့်လို့ရှိရင်အရန်ကို romanticအရန်သဘောကျကြတယ်ဘဝက romantic မဆာမနော်အဲ့ဒါသိရမယ်နော် romantic ဆိုတာအရန်ကို romantic ဆန်နေဆိုတာမကြဘူးအဲ့ဒါတွေကိုတိတ်ပြီးတော့ follow တိတ်မလုံးနဲ့နော်ရည်ရှိအတွက်ပဲနော်ထားပြီးတော့လေ romantic ဆန်နာကောင်းပါတယ်တချို့ဆိုရင်ဘာလဲမသိဘူးဒီအသေးပုံလေးတွေဒီနေ့ကျမှပူတာပန်းလေးတွေပူတာဘာညာ surprise လုပ်တာတွေပါတယ်နော်ဒါတွေကရည်ရှိတော့မဟုတ်ဘူးနော်အဲ့ဒါတွေရည်ရှိအတွက်တော့တိတ်မကောင်းဘူးတချို့ဆိုရင်အခုပဲကြိုက်တယ်တိတယ်online မှာလုပ်လိုက်တော့ဟဲ့တကယ်မင်းနော်အဲ့လိုမျိုးကြတော့လေတတိထားဘာလို့လဲဆိုတော့ရည်ရှိအတွက်ဒီလူနဲ့တကယ်ဥတဲ့အထိကျွန်တော်လက်ထပ်ပြီးတော့ပေါင်းတင်ပါမလားဆိုတာလေစဉ်းစားရမယ်နော်တခုလုပ်တဲ့အခါကျရင်ရှိရေးအတွက်ကြိုတွေးပြီးတော့ post တင်တာတို့နော်နောက်ပြီးတော့စာရေးတာတို့ဘာလို့လူငယ်တွေကိုလှုပ်စေချင်တယ်မဟုတ်လို့ရှိရင်ဒီလူနဲ့ချစ်ကြိုက်တယ်ဒီလူနဲ့တိတယ်တကယ်ကို romantic ဆန်တင်တယ်ဒါမဲ့တလားနာလားပြက်တချို့ဆိုတက်တူတွေတောင်မှထူဒါမဲ့ပြက်သွားရောအဲ့ဒီတက်တူဘာလို့တော့မှာတော့အသားကိုလီးဖက်ရတော့မှာပေါ့နော်အဲ့လိုမျိုးကြီးဆိုတော့ဒီတိတ်ပြီးတော့ romantic ဆန်နာကောင်းတယ်ဒါပေမဲ့မပူပါနဲ့အဲ့လိုမျိုးပေါ့နော်လူငယ်တွေကိုမှာချင်တယ်ကောင်းတယ်ဒါပေမဲ့ဆုတောင်းတယ်ဆိုရင်ဘယ်တော့မှအရှုံးမရှိဘူး Saint Raphael ထံမှာဆုတောင်းတာကျွန်တော်နောက်တစ်ခါကျရင် share မယ်နော်အဲ့ဒါကိုယူထားဆိုတော့ချစ်သူရှာနေတဲ့သူတွေမရှိရင်လည်းအားမငယ်နဲ့ရှိရင်လည်းတိတ်ပြီးတော့မြောက်ကြမလုံးနဲ့မသေးချဘူးမင်းတို့ဘုရားနော်
မသေးစားဘူးเนาะရှင်လဲမြောက်ကြွမြောက်ကြမလုံးနဲ့မရှင်လဲလုံးဝဒီအားမငယ်နဲ့တချို့ဆိုမရှိတာတောင်မှပူ free တယ်လို့တောင်ပြောတယ်เนาะအဲ့လိုမျိုးပေါ့เนาะဆိုတော့ကောင်းတာရှိတယ်မကောင်းတာရှိတယ်နှစ်ခုစလုံးပါเนาะဆိုတော့ဒီ Singra Fair ထံမှာဆူတောင်းနေတာဆိုလို့ရှိရင်ဒီကိုမှချစ်သူမရှိသေးဘူးဆိုလို့ရှိရင်ကိုနဲ့ live ဖက်မဲ့လူကိုရဖို့ရအတွက်ဆူတောင်းတာเนาะမရသေးတဲ့သူမရှိသေးတဲ့သူเนาะယောက်ျားရောမိန်းကလေးရောနောက်ပြီးတော့ရှိပြီးသားလူလည်းအဲ့ဒါဆူတောင်းလို့ရသေးတယ်เนาะကိုအိမ်ထောင်မကြမချင်းเนาะဒီဆူတောင်းကိုကျွန်တော်တို့ဆက်ပြီးတော့ဆူတောင်းလို့ရတယ်ဆိုတော့ဒီဆူတောင်းမေတ္တာကိုချစ်သူရှိပြီးသားလူတွေလည်းဆူတောင်းလို့ရတယ်မရှိသေးတဲ့သူလည်းဆူတောင်းလို့ရတယ်အရန်ကောင်းတယ်အဲ့ဒါအင်္ဂလိပ်လူတောင်းချင်လဲပေးမယ်ဗမာလူလည်းကျွန်တော်ပြန်ထားတာရှိတယ်เนาะအဲ့ဒါကိုပေးမယ်အဲ့ဒါကိုဆူတောင်းပေးပါလူငယ်တွေเนาะပြီးတော့ဒီကျွန်တော်တို့ရဲ့အနာဂတ်ပေါ့เนาะအနာဂတ်ဆိုတာအတင်းတော်ရဲ့အနာဂတ်ကကျွန်တော်တို့လူငယ်တွေပေါ်မှာမူတည်တယ်မနေ့တနေ့က Vatican နေထုတ်တဲ့အတင်းတော်ရဲ့ဒီ population မှာเนาะ2020မှာဒီ Catholic လူကြီးက16 million 16 million เนาะတူတက်တယ်တဲ့ဒါပေမဲ့ဘုန်းကြီးဦးကြီးကနည်းနည်းလေးရော့ကြတယ်ဆရာတော်ဦးကြီးလည်းနည်းနည်းရော့ကြတယ်တဲ့ဒါပေမဲ့ဘာသာသူဦးကြီးတူပွားမှုကဒီကမ္ဘာလူကြီးနဲ့ရှင်ကြည့်လို့ရှိရင်16 million เนาะ16 million လောက်တက်တယ်တဲ့လူကြီးများတာပေါ့เนาะဆိုတော့တနေ့ကျရင်လည်းမင်းတို့လည်းအဲ့ဒီအဲမှာပါမှာပေါ့เนาะပွားများကြလို့เนาะဘုန်းကြီးလှုပ်ချင်တဲ့လူလည်းအားပေးတယ် sister လှုပ်ချင်တဲ့လူလည်းအားပေးတယ်ဒါပေမဲ့ choice เนาะ free choice เนาะဘယ်သူမှအတင်းရမှမခိုင်းဘူးဆိုတော့ဒီနေ့ဒီ Valentine ပွဲနေ့မှာချစ်သူရဲ့ပွဲနေ့ချစ်သူများရဲ့ပွဲနေ့ပေါ့เนาะအရင်တော့ကဘာသာရေးဆန်ဆန်လှုပ်လာပြင်မဲ့ဒီနေ့ဒီချိန်မှာလောကီဆန်ဆန်ပြောမလားเนาะပြုလုပ်လာကြတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါကိုတနေ့တစ်ပုံအဖြစ်ဂုံပြုတဲ့အနေနဲ့သူကကျွန်တော်တို့အတွက်ဆူတောင်းပေးဖို့ကျွန်တော်တို့လည်းသူ့စီကိုဆူတောင်းပြီးတော့ဖျားစီကိုတစ်စင်းပေါ့เนาะဆူတောင်းဖို့ကိုနဲ့လိုက်ဖဲမဲ့ချစ်သူကိုနဲ့လိုက်ဖဲမဲ့စုံတွဲကိုနဲ့လိုက်ဖဲမဲ့တနေ့ကြရင်ပေါ့เนาะအဖော်အပေါင်းအဖော်ပေါ့เนาะရရှိဖို့လဲဆူတောင်းခြင်းမှာထဲ့ပြီးတော့ဆူတောင်းဖို့ပေါ့เนาะအားပေးတိုက်တွန်းခြင်းနဲ့เนาะဆိုတော့ဒီအများကြီးပြောရင်တော့မကောင်းတော့ဘူးလေเนาะအားကစားလို့ရအောင်မယ်ဆိုတော့ဒီလောက်နဲ့ပဲเนาะအဆုံးသတ်ပြစေเนาะအားလုံးကိုအထူးပဲကျေးဇူးတင်တယ်เนาะဒီပြတဲ့လေကိုအမစကားပြောပြီးတော့လည်းပုံကိုချီးတင်တယ်ကိုဒီလူငယ်ဒီကနေပြီးတော့ဘောနော်ကျွန်တော်တို့ဒီနေ့အစီအစဉ်ကလူငယ် MCCM လူငယ်ဒီကနေပြီးတော့ဦးဆောင်ပြတာပေါ့နော်ဆိုတော့လူငယ်ခေါင်းဆောင်ဒီပဲဖြစ်အားကစားခေါင်းဆောင်ဒီပဲဖြစ်ကျွန်တော်တို့ခဏနေဘယ်လိုဆောင်မလဲဘယ်နှခုဆောင်မလဲဘယ်ကွက်နေမှာဆောင်မလဲဆိုတာနော်လူငယ်ခေါင်းဆောင်ဒီကနေပြီးတော့ပြောကြပြီးတော့မှာဖြစ်ပါတယ်ဦးမတီယိုလာဂျိုဆက်လာကလာတိုစလာအဲ့လိုမျိုးလောလောဆယ်ထိပေါ့နော်စီစဉ်ထားတာတော့အခုကျွန်တော်တို့ group 10ခုထိခွဲထားတယ်ဆိုတော့ကျွန်တော်တို့ရဲ့မျှော်လင့်ထားသလိုလိုကလည်းမပြဘူးပေါ့နော်ကျွန်တော် CCCM အားရတဲ့ CCCM ဆိုရင်လည်းတစ်ပတ်ခါခပ်တစ်ခုရှိတဲ့အခါကျတော့တချို့ကတစ်ပတ်မှာ9ရက်မရတဲ့ခါကျတော့ဒီနေ့ကိုသူတို့မလာဘူးတစ်ပတ်ခါအတွက်သူတို့ booking ထားတယ်ဆိုတော့ဒီနေ့ကတချို့မလာဘူးနောက်ပြီးတော့စီကြတော့လေဒီနေ့မင်္ဂလာပွဲရှိတဲ့အခါကျတော့เนาะဒီနေ့သူတို့တချို့မလာဘူးအဲ့လိုပေါ့เนาะနောက်တခြားဖွဲ့စီတွေကလည်းအကြောင်းမျိုးကြောင့်လူကထင်သလောက်မများခဲ့ဘူးဆိုတော့ကျွန်တော်တို့ရှိတဲ့လူတွေခွဲလိုက်တဲ့အခါကျတော့ကွတိပါပဲเนาะ group ပါ10ခုထိရှိတယ်နောက်ပြီးတော့မင်္ဂလေးတွေလည်းများတယ်ဆိုရင်ဆိုပြီးတော့သူတို့အတွက်ချက်တောင်အဓိကအဲ့လိုမျိုးစီစဉ်ထားတယ်ဒါပေမဲ့သူတို့မများတဲ့အခါကျတော့အချိန်ကကျွန်တော်တို့အဓိကဘာဥစားပေးရတော့မလဲဆိုတော့ food shell ပဲဥစားပေးရမယ်เนาะဒါပေမဲ့မင်္ဂလိတဲ့ဆော့မယ်ဒါပေမဲ့သူတို့ကလူနေတဲ့ခါကျတော့အကြာကြီးဆော့မှာမဟုတ်ဘူးလေဆိုတော့ကျွန်တော်တို့အဓိက food shell ကိုအဓိကကစားမယ်မင်္ဂလိတွေအားပေးမယ်ပေါ့เนาะနောက်ဝင်ချင်တယ်ဆိုရင်လည်းလဲလို့ရတယ်သူတို့9ယောက်လဲဆိုတော့မဟုတ်ရင်လဲလို့ရတယ်မင်္ဂလိတွေကနောက်ပြီးတော့ကစားမဲ့ပုံစားတော့အကုန်လုံးပတ်လဲကမ်းမှာเนาะပတ်လဲကမ်းမယ်ဘယ်နှမိနစ်လောလောဆယ်တော့10မိနစ်ချိန်ထားရအောင်เนาะ10မိနစ်20မိနစ်တပွဲကို20မိနစ်10မိနစ်ဆိုရင်ကိုလဲမယ်နောက်10မိနစ်ကုန်ပေါင်း20မိနစ်အကုန်လုံးပတ်လဲကမယ်ဆိုတော့10တင်းရှိတယ်ဆိုတော့ပတ်လဲဆိုခုနခါကာရမှာเนาะခုနပွဲကာရမယ်ပေါ့အကုန်လုံးပတ်လဲကာရမှာဆိုတော့ကျွန်တော်တို့ဘယ်လိုကွင်းရနှစ်ကွင်းဆိုတော့ဖွဲ့1နဲ့ဖွဲ့2တကွင်းကာမယ်ဖွဲ့3နဲ့ဖွဲ့4တကွင်းကာမယ်เนาะ9နဲ့6နဲ့9နဲ့6ခုနဲ့8
ခဏစောက်ပြီးတော့သူတို့ပြီးရင်9နဲ့6 9နဲ့10အဲ့လိုကမယ်နော်ပြီးရင်ဘယ်လိုဆက်ပြီးတော့ဆွဲတာပေါ့နော်လောလောဆယ်တော့မပြောတော့ဘူးခုနပြောသလို1နဲ့2 3နဲ့4အဲ့လိုကမယ်နော်ကျန်တဲ့လူတွေကပေးရနေကြည့်မယ်အဲ့လိုပေါ့နောက်ပြီးတော့ခဏကျကျွန်တော်တို့ဆော့မယ်ဘယ်နှပွဲလောက်ဆော့မယ်9ပွဲဆိုတော့3ပွဲလား4ပွဲလားဆော့ပြီးရင်မောပြီဆိုရင်ခဏနားပြီးတော့ဂျန်တဲ့ game တွေဆော့မယ်ပေါ့နော် main ကလေးတွေစစ်တောင်းလားပိန်းပေါင်လားဒါမှမဟုတ်ဟိုတနေ့စီစဉ်ထားသလိုမင်းကလေးတွေနဲ့တပွဲဖူးစစ်ကမယ်လို့တော့ပြောထားတာနော်ဒီကဆရာတွေသူတို့နဲ့မင်းကလေးတွေနဲ့တပွဲမိနစ်10မိနစ်ဖြစ်ဖြစ်5မိနစ်ဖြစ်ဖြစ်တခါပေါ့နော်ကြားမှာပေါ့နော်အဲ့လိုမျိုးလဲစီစဉ်ထားတယ်သူတို့ပုံမှန်မူတည်တယ်ပေါ့နော်လောလောဆယ်ခုနပြောသလိုပေါ့နော်တင်းနဲ့3နဲ့4အဲ့လိုကမယ်နော်ဆိုတော့ကျွန်တော်ဖေကနေပြောစရာတော့လောလောဆယ်ဒီတော့ပါပဲကျောင်းစစ်မှုပြသူတို့နောက်ပြီးတော့ဥက္ကဋ္ဌမပြူတော့ပြောစရာရှိရင်သူတို့ကိုပြောခွင့်ပေးအောင်ကဲတော့ခေါင်းနေကအားလုံးမင်္ဂလာပါကျောင်းစစ်မှုပြလို့ခေါ်ပါတယ်အားလုံးနဲ့ဒီလိုလူငယ်ကဏ္ဍပြီးပေါ်တော့ဒီလိုရကြောင်းတက်တာပြီးနောက်ပြီးမှပါဝင်ပေးကြပါစက်ကပေးကြပါလို့ကျွန်တော်ပြောချင်တယ်ပြီးရင်ဒီနေ့ရဲ့main point လိုမျိုးကတော့လူငယ်ပွဲဆိုတော့ခဏနေကြခုနဘုံပြောသလိုပဲဖုန်းနံပါတ်လေးတွေတောင်းကြပါပြီးရင်ဖြစ်နိုင်ရင်ဘောတော့ကိုတင်းတော်ချင်းထဲကနေပဲရီစားပြီးချစ်သူပြထားနိုင်ပိုကောင်းတာဘောနော်တခြားပြဿနာတွေလည်းအများကြီးရှင်းပြီးသားဖြစ်သွားမယ်ပြီးရင်ဒီလိုမျိုးအချိန်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်တယ်ခဏနေကြာရင်ကျွန်တော်ပွဲမစားခင်ဘောတော့လူစုံတော့group ဓာတ်ပုံရအောင်เนาะပြီးရင်ခဏနေတချို့ကကိစ္စရှိလို့ပြန်သွားတာရှိမယ်အဲ့လိုဆိုတော့လူစုံတော့မှမစားခင်လေးမှာတစ်ခါတော့ group ဓာတ်ပုံရအောင်လို့အဲ့ဒါပြောချင်တယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်နောက်များလာမှာလည်းဒီမျိုးကိစ္စတစ်ခုခုရှိရင်အားလုံးဒီပါဝင်ပေးကြပါအချိန်ပြီးတော့စက်ကပ်ပေးကြပါဒီကျွန်တော်တို့ရဲ့စက်ကပ်မှုဟာအလာဟာတာလုံးဝမဖြစ်ပါဘူးဖျားတင်ပြန်ပြီးမှကျွန်တော်တို့ကောင်းကြီးတစ်ခုတနည်းမို့တနည်းနည်းနဲ့ကျွန်တော်ပြန်ခံစားရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်โอเคဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့အဖွင့်ပွဲပေါ့နော်ဖွင့်ပွဲဒီဆုံးသွားပါပြီကျွန်တော်တို့ဒီ again the jang kidem na suyong pwede tila โอเคကျွန်တော်တို့ဒီနေ့ပြေပွဲမှာကျွန်တော်တို့စူးရတဲ့ဟိုအားလုံးကိုကျွန်တော်တို့ဒီတာဖူးမဖြတ်နိုင်တော့အောင်အရေးပါတဲ့စူးဒီစီစဉ်ထားပါတယ်เนาะဆိုတော့ကျွန်တော်တို့ဒီအနာရတဲ့သူတွေပေါ့နော်ချက်ပြန်ဒီစူးကောင်းမွန်ချင်းမြန်ပြီးတော့မယ်လို့စီစဉ်ထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခေါင်းလုံးမကိုက်ပါမာထူးတော့ဖတ်ကြဆိုကြမချူပွားနုံးမေမချူမတ်တီယူရောက်ဆက်စီလာအားလုံးဒီရလက်ခုံမနဲ့ဒီရောက်ပြောချင်တာပြောဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီနေ့မှာဒီလူငယ်စစ်မှာပေါ့နော်အကစားပွဲမှာပါဝင်ပြီးတော့အရောက်စီတိုင်းပေါ့နော်သူပဲကျေးဇူးတင်စီတောင်းပြောကြလိုပါတယ်ဒီနေ့မှာပေါ့နော်အားလုံးပဲပြောရှင်နဲ့အဆုံးထိပေါ့နော်ကစားကြမယ်ပေါ့နော်လူမျိုးစစ်မဲ့တာနဲ့စေတနာအပြည့်နဲ့ပေါ့နော်ကျွန်တော်တို့အားလုံးကစားကြမယ်ဆိုတော့ပြောချင်ပါတယ်စာကဖုန်းလေးအမှားစကားပြောပြီးပေါ့နော်ကျွန်တော်တို့ MCM ကပြောပြီးဆိုတော့ကျွန်တော်တို့ထွေပြောစရာတော့မရှိတော့ပါဘူးကျွန်တော်တို့ဒီနေ့မှာအားလုံးပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆိုတာပြောချင်ပါတယ်အဆုံးထိပေါ့နော်ကျွန်တော်တို့ကောင်းမွန်ကစားကြရအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ဆုံးတဲ့အောင်နော်ဟောယေရှုဆွေတလုံးတော်ကျွန်တော်တို့ကိုသနာတော်ပါယဟန်တာစင်ကလင်တိုင်းကျွန်တော်တို့ကိုဆုတောင်းပြီးတော့ယဟန်တာစင်ကလင်တိုင်းကျွန်တော်တို့ကိုဆုတောင်းပြီးတော့ယဟန်တာစင်ကလင်တိုင်းကျွန်တော်တို့ကိုဆုတောင်းပြီးတော့ဖျားရှင်ကအမင်းတော်ရှိ၍ကျွန်တော်တို့ဆုံးတော်ကြကျွန်တော်အမေပစ္စမတော်တဲ့ဂျေဆုတော်မှာတော်မူပါအာမင်သမီးတော်သားတော်တရှိတော်ဝင်လွယ်နာမှာတော်မြင်မယ်အာမင် Okay group
တက်ပုံရိုက်မယ်နော်သူပြီးတော့အင်္ဂလိပ်ဒီစီမှာပြီးတော့ယောက်ျားလေးဒီနောက်မှာနော် group တက်ပုံရိုက်မယ်ကိုတက်ပုံရိုက်မယ်နော်အပြင်ကလူတွေတော့တလောက်ဝပြပါနော် group တက်ပုံရိုက်မယ်ဆိုတော့Atau pa? Group dah pong kita. Okay, ready lah. English di sini mah, yang jadi di nama. Alo, Tadi mampu kumang. Nasib tu. Okay. Macam apa no? Okay. Tansi me. English di sini mah, yang jadi di nama. Cameraman kat sini mah. Yalah, salah. Elu. Khana tau. Lah. Ni lah. Đi đâu mà? Bác hai phone tổng tay về. Salah. Cẩn xả tay tới gì anh? Anh biết khá là bầu không đi lấy thì mà khá là bên lâu rồi đúng không? Chụp này chơi à? Anh còn tiền gì đâu cái lại là. Mày sao ngapa mà? Ông tiền là đẹp. Mau boleh? Arok pala. Cameraman, Matthew Khaldon. Power show. Okay. Thank you. Okay. Okay, so apa yang ni hobi cuma kami, tong neli di cuma kami, jadi lu kena coba no. Không có nó Aneh mau. Kau mau nulis lah. Ngap jangan nama. Ngap apa? Tena tu babang, lupa. Balik. Bahaya. Oh, dan jangan. Nak kau ada lagi mau?ผิดของกี่สองเซต Kau ada tak perlu aja. Ini kaidan kat bumi nak, nang pasokin lang kaidan. Bagai. Oh. Mu em namu dah ni nak pin. Kilo về tôm hết suy nghĩ cái điều để mà đầy chèm. Đi lều hồi đi kiếm bằng thì về lục ấy. Bỏ luôn lên vậy. Nó chăng? Ấy sao mà Nà hạt hi lắm mà. Ni suy đi chơi đảng mà. Nó bao nhiêu? Nó bao nhiêu? Đắp cùng dài chạy lá tôi đã suy đi đắp vào đúng không? Ê, bút dệt Rồi man. gì ta cô lộc mà ý đấy à? Tôi mới giờ chú con bao giờ cái phùng Chậm tệ còn lên mới đầy đây. tôi bao giờ cái phùng chìm không? Ôi tai bột à? Ôi mà sao quả là quả? Man. Nó để lại đuôi đây, chạy đuôi đây. À. Khi nào muốn giờ dâu là lèn chết dâu. Quay tắm bầu mà. Nó có lộ hòa. Nó có thì khá mảng không cần gì là buộc hả đâu. Nó có lộ quay má lên được. Nè. Nó con dài. Cái tốc ba khát con đi.
โอเค